Sejawala tekwilo Adana don nit na thong ngaya ngasa shine. Koza dagre thong ya khonase chakuni pazula zan liye. Na thong sa leguni sonla 30 ရက် မန္တလေးတိုင်းဒေသကြီးချမ်းသာစံမြို့နယ်85 86လမ်းကြား34 35လမ်းကြားပရိယတ္တိသာသနာဟိတအသိဉ္ဤဗိမာန်တော်အတွင်းဆင်ကျင်းပပြုလုပ်အပ်သည့်ပရိယတ္တိသာသနာဟိတအသိဉ္ဤ108ကြိမ်မြောက်1386ခုနှစ်နေုံလပြည့်စာလျောင်မေကန်းတွင်အောင်မြင်တော်မူကြသောသာသနာအာဇာနည်အရှင်မြတ်6ပါးတို့အားဘွဲတစိတ်တော်ဆက်ကလှူဒန်းသည့်အခမ်းအနားအကျိုးဓမ္မသဘင်၌ဖခင်ကြီးများဖြစ်ကြသောသင်္မလူကြီးဦးလေးဖေဦးစိုးလင်းတို့အားရည်စူး၍ဝင်းမြင့်ထေဒေါခင်မမသာသမီများဖြစ်ကြသည့်ကိုအောင်သက်ပိုင်မကေခိုင်ကိုဝင်းမတုသူထေဆာမူရိုင်းစတိုမယိမွန်ထေသူနိုင်ထက်ဝင်းမောင်ရဲရင်ထက်ရှင်မမေအထီဆိုင်မမြို့စေမိသားစုဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအဆင့်၅ဆင့်ဖြင့်သာသနာကွယ်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလိပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်
နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မမျိုးဆင့်50ဖြင့်သာသနာကွယ်ခြင်းအကြောင်းတရားသာသနာကွယ်တဲ့အခါမှာဆင့်5မျိုးနဲ့သာသနာကွယ်သွားတယ်ဆိုတာကိုပိဋကစာပေထဲမှာဖော်ပြထားတဲ့အတိုင်းဒီကနေ့ညမှတ်သားနာယူပြီးအခုလိုသာသနာကွယ်ပခြင်းမဖြစ်ရလေအောင်ပရိယတ္တိသာသနာဟိတအသင်းကြီးလို့သာသနာအတွက်အရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ဆောင်ရွက်နေမှုဟာမြည်မြသာသနာတည်တံ့မှုအတွက်အရေးပါတယ်ဆိုတာလဲထင်ရှားသိသာလာနိုင်တယ်ပေါ့မြန်မာနိုင်ငံမှာပရိယတ္တိသာသနာဟိတအသင်းလို့ဒီအသင်းကြီးရှိသည့်အတွက်ကြောင့်မြန်မာနိုင်ငံရဲ့ပရိယတ္တိပညာရေးဟာစွမ်းဆောင်မှုအရှိန်မြင့်ပြီးတော့ကြီးမားစွာတိုးတက်တယ်လို့ဆိုမယ်ဆိုရင်မြည်သူကမှကန့်ကွက်ပြောဆိုနိုင်မှာမဟုတ်ဘူးသာသနာ2500တုန်းကရန်ကုန်မြို့ကဘာအေးကုန်းမြေမှာသတ္ထသင်္ကိတိလို့ခေါ်တဲ့သတ္ထသံဃာနာဓမ္မသဘင်ကြီးဆင်နွှဲလောက်ကင်နိုင်တာဟာဒီပရိယတ္တိသာသနာဟိတအသင်းမှာပရိယတ္တိစာပေများကိုထူးထူးချွန်ချွန်အောင်သွားကြတဲ့ဆရာတော်ကြီးများဥဆောင်သွားတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ပရိယတ္တိစာပေနဲ့ပတ်သက်ပြီးတော့ခြေမြင့်သိနာလည်ဖို့အတွက်ဒီပရိယတ္တိသာသနာဟိတအသင်းကြီးဟာရှေ့တန်းကနေမမဆောင်ရွက်နေတာဟာဘယ်သူမှညှင်းနိုင်မှာမဟုတ်ပါ1885ခုနှစ်မှာမြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်ဖြစ်တဲ့သီပေါမင်းတရားပါတော်မူသွားပြီးတဲ့နောက်ပိုင်းမှာပရိယတ္တိသာသနာရဲ့အခြေအနေဟာတောင့်တင်းခိုင်မာမှုအနာဂတ်အတွက်တောင့်တင်းခိုင်မာမှုတွေရောနှဲလာပြီးတော့အခြေရိုင်တော့မဲ့အနေအထားမှာဒီအသင်းကြီးဖြစ်ပေါ်လာပြီးတော့မြန်မာနိုင်ငံရဲ့ပရိယတ္တိသာသနာအခြေခိုင်အောင်ဒီအသင်းကြီးကအုံမြင့်အသစ်ချပြီးတော့စွမ်းဆောင်မှုပေးခဲ့တယ်ဒါတွေကိုသမိုင်းကြောင်းအရဒီကနေ့မျက်မှောက်ကာလမှာသာသနာရေးကိုအားပေးနေကြတဲ့သာသနာပြုတရားဓမ္မတွေမျက်ခြေမပြတ်အောင်ကြည့်ရှုကြဖို့သိရှိနားလည်ထားကြဖို့လိုအပ်တယ်ပေါ့သာသနာပြုတယ်ဆိုတာအနှစ်သာရပိုင်းကပြောမယ်ဆိုလို့ရှိရင်ပရိယတ္တိစွမ်းရည်တွေတိုးတက်လာအောင်ပြုမှသာသနာပြုတယ်ဆိုတာဖြစ်နိုင်
ပရိယတ္တိစွမ်းရည်တွေနှိမ့်ကျသွားလို့ရှိရင်သာသနာလည်းနှိမ့်ကျသွားမှာပဲဒါကြောင့်မို့သာသနာကွယ်တယ်တို့သာသနာတည်ထံပြန်ပွားတယ်တို့ဆိုတာဘယ်ပေါ်မှာအခြေခံတယ်လဲလို့ဆိုရင်ပရိယတ္တိပေါ်မှာအခြေခံတာပဲဒါကြောင့်မို့ဒီသင်ကြီးရဲ့နှစ်စဉ်နဲ့အမျှသားစဉ်မြေးဆက်ဆိုတာလို့အမြောင်မြင်ကြီးမားစွာနဲ့မန္တလေးမြို့မှာသာမကတက္ကဒေသီလို့ဆိုတဲ့မန္တလေးမြို့မှာနေတဲ့သံဃာတော်များသာမကတနိုင်ငံလုံးတခြားဒေသတွေမှာရှိတဲ့ပရဒေသီတွေပါခွင့်ပြုပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ဒီဆောင်ပွဲကြီးကျင်းပနေတာဟာမန္တလေးသူမန္တလေးသားတွေအလုံးဟာသိရှိနေကြတယ်သို့တော်လည်းအမှတ်တမဲ့မနေကြပဲနဲ့ဒီအသင်းကြီးဟာသာသနာအတွက်မြည်မြအကျိုးပြုနေတယ်ဆိုတာကိုသတိထားကြဖို့အထူးသဖြင့်မန္တလေးမြို့သူမြို့သားတွေကခုံယူဝင်ကြွားပြီးဒီအသင်းကြီးတည်တံ့ပြန်ပွားမှသာလဲဘုရားမြတ်စွာသာသနာတော်ရဲ့ပရိယတ္တိအည်အသွေးတွေဟာခိုင်မာကြစ်လစ်စွာနှစ်ပေါင်းသာသနာ9000ထိအောင်နှစ်ပေါင်းများစွာတည်ရှိလာနိုင်မယ်ဆိုတာသေချာပေါက်ပြောနိုင်တာဒီအသင်းကအမတမထူးချွန်တဲ့စာပေမှာထူးချွန်တဲ့စာကြဆရာတော်ကြီးတွေကိုအသင်းကစာမွေးကျင်းပလို့ရွေးချယ်ပြီးကိုယ်ဝေစိတ်ကလို့အသင်းကချီးမြှောက်ထားတဲ့ဆရာတော်ကြီးတွေဟာဣတိကစာပေမှာထူးချွန်တဲ့ဆရာတော်ကြီးတွေဖြစ်တယ်အဲ့ဒါကိုမန္တလေးမြို့မှာရှိတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာအလေးနဲ့ထားပြီးတော့သာသနာကြီးပွားတိုးတက်စေခြင်းနဲ့သာသနာအရှိတည်ထံ့ပြန်ပွားစေခြင်းနဲ့ဆိုရင်ဟောဒီပရိယတ္တိသာသနာဟိတအသင်းကြီးကိုစင်စစ်မပြတ်အောင်အားပေးဖို့လိုအပ်တယ်ပေါ့ဘုရားဘာသာနိုင်ငံတွေထဲမှာနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့ပရိယတ္တိအည်အသွေးကိုမှီတဲ့နိုင်ငံမရှိဘူးလို့ပြောနိုင်တယ်2004ခုနှစ်တုန်းကကဘာအေးမှာ Buddhist Summit ဆိုတဲ့ဘုရားဘာသာညီလာခံကြီးတစ်ခုကျင်းပတဲ့အခါမှာအိန္ဒိယနိုင်ငံကတက်ရောက်လာတဲ့ Delhi University ကပါမောက္ခကြီးတူကဝန်ခံပြောကြားသွားတဲ့စကားကိုပဲစဉ်းစားကြည့်ဒီအသင်းကမွေးထုတ်တဲ့အည်ချင်းတောင်မဟုတ်သေးဘူး။တမန်အဖြစ်ပြောမယ်မြန်မာနိုင်ငံမှာဒီဓမ္မစရိယဘွဲရတဲ့ပုဂ္ဂိုလ်တူရဲ့အည်ချင်းဟာသူလိုဒေါက်တာဘွဲရထားပြီးတက္ကသိုလ်ကြီးရဲ့ department တစ်ခုကိုဥဆောင်နေတဲ့အည်ချင်းနဲ့တာပါတယ်လို့သူကိုယ်တိုင်ကပရိသတ်အလဲကောင်မှာဖွင့်ဟပြောသွားတယ်ဘုန်းကြီးတို့သိရသမျှပြောမယ်ဆိုရင်နိုင်ငံတော်ဆိုရဒီကနေ့ကျင်းပနေတဲ့ဓမ္မစရိယဆိုတဲ့ပြဋ္ဌာန်းကျမ်းစာဟာဟောဒီအသင်းကြီးကစံနမူနာယူပြီးတော့ပြဋ္ဌာန်းတာလို့အသင်းကြီးကစောတယ်အသင်းကြီးကဓမ္မစရိယတိချာစာကြတန်းဆိုတာပြဋ္ဌာန်းထားတဲ့အတိုင်းဓမ္မစရိယသံဃာဝဲကဒီအသင်းကြီးပြဋ္ဌာန်းထားတဲ့ချမ်းသာတွေကိုပဲနမူနာယူပြီးတော့အခြေခံအားဖြင့်ဒီအသင်းကြီးပြဋ္ဌာန်းထားတဲ့နောက်မှာကောင်းမြတ်တဲ့အစဉ်အလာတရားအနေနဲ့ပရိယတ္တိသာသနာဟိတသင်ကြီးရဲ့စံနမူနာယူပြီးတော့ဓမ္မစရိယဆောင်ပွဲကိုကျင်းပတာဖြစ်တယ်။ရန်ကုန်မြို့ကစေတိယင်္ဂနာဆောင်ပွဲဆိုတာရှိတယ်။အဲ့ဒီမှာလည်းဒီအသင်းကြီးရဲ့နမူနာကိုယူပြီးတော့တိချာစာသင်္นานနဲ့တိချာစာကြရန်ဆိုပြီးတော့နှစ်တန်းကျင့်ပတာဆိုတာဟာလည်းပဲဒီအသင်းကြီးရဲ့စံနမူနာအတိုင်းယူပြီးတော့လုပ်တာဖြစ်တယ်။
ဒီအသင်းကြီးကဥဆောင်တာအဲ့တော့အမှန်တမ်းတနိုင်ငံလုံးအတိုင်းအတာနဲ့အကျိုးပြုတယ်ဒါကြောင့်မို့လို့ဒီအသင်းကြီးကိုပခုံးပြောင်းပြီးတော့ဆက်လက်ထမ်းဆောင်ကြတဲ့သင်္မလူကြီးတွေအားပေးကြတဲ့ရွှေမန်းမျိုးတော်သူမျိုးတော်သားတွေဒီအသင်းကြီးကဘလောက်တန်ဖိုးရှိတယ်ဆိုတာကိုဒီအသင်းကြီးကစီမံဆောင်ရွက်နေတဲ့ဆောင်ပွဲတွေဘလောက်အရေးချင်းရှိတယ်ဆိုတာကိုသိရှိနားလည်ဖို့မြတ်မအရေးကြီးတယ်ပေါ့နော်သာသနာတည်တံ့ပြန်ပွားဖို့ရအတွက်ပရိယတ္တိဟာသိအရေးကြီးတယ်သာသနာဒီတိုင်းတီးနေမှာမဟုတ်ဘူးတနေ့ကျတော့သာသနာဟာကွယ်သွားမှာဖြစ်တယ်အဲ့ဒီကွယ်သွားတာဟာဘု து ကြောင့်ကွယ်တာလဲဘာတွေကြောင့်ကွယ်တာလဲဆိုတာကိုမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာဟောထားတာရှိတယ်အဲ့ဒီသုတ်တံလေးကိုဒီကနေ့နာယူမှတ်သားပြီးတော့အထက်ကရာမှာပြထားတဲ့အဆင့်၅ဆင့်ဖြင့်သာသနာကွယ်ပခြင်းအကြောင်းကိုတတိထားမိကြဖို့မှတ်သားနာယူပြီးတော့ထိုကဲ့သို့မကွယ်အောင်ဘာတွေလုပ်ရမယ်ဆိုတာဘုန်းကြီးတို့တွေသိထားဖို့ဒါကိုမှတ်သားကြဖို့ပေါ့နော်မြတ်စွာဘုရားကဟောထားတယ်ယေတိဘိက္ခဝေဘိက္ခုအဓမ္မံဓမ္မောတိဒီပင်တိအဓမ္မဓမ္မရဲ့ဆန့်ကျင်ဘက်ဓမ္မရဲ့ဆန့်ကျင်ဘက်သဘာဝတွေကိုဓမ္မအဖြစ်ဖြန့်ဖြူးနေတဲ့ပုဂ္ဂိုလ်တွေသာသနာတော်မှာအဓမ္မကိုဓမ္မလောက်ပြီးတော့ဖြန့်ဖြူးနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာတေဘိက္ခဝေဘိက္ခုဘဟုနံအဟိတာယဘဟုနံအတုခာယဘဟုနံအဟိတာယပฏิပန္နာဘဟုစနအဟိတာယပฏิပန္နာဘဟုစနအတုခာယပฏิပန္နာဘဟုနောစနတအနတ္ထာယအဟိတာယဒုက္ခယဒေဝမနုဿာနံမြတ်စွာဘုရားကတိတိကျကျဖော်ထုတ်ပြီးတော့ထားတယ်အဓမ္မကိုဓမ္မလို့အဓမ္မကိုဓမ္မလုပ်ပြီးတော့ဟောပြောဖြန့်ဖြူးနေတဲ့ပုဂ္ဂိုလ်တွေဟာအများသတ္တဝါတွေအကျိုးမဲ့ဖြစ်ဖို့ဆင်းရဲဒုက္ခရောက်ဖို့လုပ်နေသူတွေသာဖြစ်တယ်တဲ့တေသဘဟုံအပုညံပတဝန္တိသာသနာပျက်စီးအောင်လုပ်သည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်တွေလည်းသူတို့တဏ္ဍာမှာများစွာဖြစ်ပေါ်စေတယ်တေစိမံတတ္ထမံအန္တရဓာပိန္တိအဲ့ဒီပုဂ္ဂိုလ်ဒီပဲနဲ့အဲ့ဒီပုဂ္ဂိုလ်တွေဒီပဲနဲ့တတ္ထမ300ဟောဒီသာသနာတော်မြတ်ကြီးကိုကွယ်ပြောက်သွားအောင်လုပ်နေကြတာဖြစ်တယ်လို့မြတ်စွာဘုရားကတိတိလင်းလင်းထုတ်ပေါ်ပြီးတော့ဟောတာအဲ့တော့အဓမ္မကိုဓမ္မလုပ်ပြီးတော့ရေတာဟောပြောတင်ပြနေတဲ့ပုဂ္ဂိုလ်တွေအဲ့တော့အဓမ္မကိုဓမ္မလုပ်ပြီးတော့ပြောတယ်ဆိုတာဘယ်လိုပြောတာတုံးလို့မေးလို့ရှိရင်သုတ္တန်တရားဖြင့်ပြောမယ်ဆိုရင်အဓမ္မဆိုတာဘာကိုခေါ်တာလဲလို့ဆိုရင်အကုသိုလ်ကမ္မပဋ္ဌတရား10ပါးတဲ့ဒုစရိုက်တရား10ပါးကိုအဓမ္မလို့ခေါ်တယ်သူစရိုက်10ပါးကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုဓမ္မလို့ခေါ်တယ်အဓမ္မကိုဓမ္မလုပ်ပြီးတော့ဖြန့်ဖြူးဟောပြောမယ်ဆိုလို့ရှိရင်သာသနာတော်ကိုကွယ်ပအောင်လုပ်တာပဲလို့ကွယ်ပအောင်လုပ်ခြင်းကြောင့်မကောင်းမှုအကုသိုလ်တွေသူတို့တဏ္ဍာမှာတိုးပွားလာမယ်အများတရားတွေရဲ့ဆိုးကျိုးကိုလည်းဖန်တီးပေးနေရရောက်တယ်လို့မြတ်စွာဘုရားကရှုတ်ချပြီးတော့ဟောပြောခဲ့တာနော်နောက်တစ်ခါမြတ်စွာဘုရားဟောထားတဲ့ဓမ္မအစစ်ဆိုတာဗောဓိပက္ခိယတရား39ပါးတတိပဒံ4ပါးသမဗဒံ4ပါး
ဣတိပတ်၄ပါးဣန္ဒြေ၅ပါးဘု၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးလို့ဆိုတဲ့ဗောဓိပက္ခိယတရား39ပါးဓမ္မအဲ့ဒီဓမ္မအတိုင်းမတင်ပြဘဲနဲ့မှားမှားယွင်းယွင်းတင်ပြမယ်ဆိုရင်အဓမ္မဓမ္မကိုအဓမ္မကိုဓမ္မလုပ်ပြီးတော့တင်ပြမယ်ဆိုရင်လေသာသနာကိုကွယ်ပေါက်အောင်လုပ်တာ ਨੇ တူတူပဲလို့သုတ်တန်နိယဒီလိုအဓိပ္ပာယ်ရဝိနိဗ္ဗဆိုင်ရာနဲ့ကြည့်ပြောမယ်ဓမ္မအဓမ္မကိုဘယ်လိုခွဲတယ်လဲဆိုရင်ဝိနည်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်တူတယောက်ဆိုပါတော့ယဟန်တော်တစ်ပါးယဟန်တန်ဃာတွေတဲ့အပြစ်ရှိလာပြီဆိုလို့ရှိရင်လောက်ရမဲ့လှုပ်ထုံးကဘာတုံးဆိုရင်နံပါတ်1စောရနာတယ်ဆွဲချက်တင်တယ်လို့ခေါ်တယ်နံပါတ်1ဆွဲချက်တင်ရမယ်ဆွဲချက်တင်တဲ့အခါမှာမှန်ကန်တဲ့အနေအထားနဲ့ဆွဲချက်တင်ရမယ်မမှန်မကန်တဲ့အကြောင်းအရာနဲ့ဆွဲချက်မတင်ရဘူးဆွဲချက်တင်တဲ့အကြောင်းအရာဒီမှန်ကန်တဲ့အကြောင်းအရာဖြစ်ရဆွဲချက်တင်ပြီးတော့သူကိုယ်တိုင်လှုပ်ခဲ့တယ်မလှုပ်ခဲ့ဘူးဆိုတာအမှတ်ရအောင်ထင်ရှားအောင်ပြောပြရသူ့ကိုပြန်အမှတ်ရလာအောင်လုပ်ရအဲ့လိုလုပ်ပြီးတော့မှမြတ်စွာဘုရားချမှတ်ထားတဲ့လှုပ်ထုံးလုံနည်းဝိနည်းစည်းကမ်းအတိုင်းဒီပုဂ္ဂိုလ်ရဲ့အပြစ်ရှိတယ်မရှိဘူးကိုစီရင်ဆုံးဖြတ်ရမယ်အဲ့ဒါလို့မလုပ်ဘဲနဲ့မှန်ကန်တဲ့အကြောင်းအရာနဲ့စောရကဆွဲချက်တင်တာလည်းမဟုတ်ဘူးသူကိုယ်တိုင်လုပ်ခဲ့တဲ့အပြစ်ကိုတတိယအောင်ပြောပြခြင်းလည်းမလုပ်ခဲ့ဘူးမြတ်စွာဘုရားပြည့်ညတ်ထားတဲ့ဓမ္မနဲ့အညီဆောင်ရွက်တာလည်းမဟုတ်ဘူးလို့ဆိုလို့ရှိရင်အဲ့ဒါအဓမ္မလုပ်ရလို့ခေါ်တယ်အဲ့ဒီအဓမ္မကိုဓမ္မအဖြစ်ရောက်ရှိလာအောင်လုပ်မယ်ဆိုလို့ရှိရင်လေသာသနာကွယ်ပစေတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုဆိုတာနော်ဒါဝိနည်းရှုထောင့်ကနေပြောဝိနည်းရှုထောင့်ကအဓမ္မကိုဓမ္မလုပ်တယ်ဆိုတာမမှန်မကန်နဲ့နီလန်းနဲ့ဆွဲချက်တင်တာမျိုးတွေဟာအဓမ္မကိုဓမ္မလုပ်တာပဲလို့ရသော်ဘုရားကတိတိလင်းလင်းဟောကြားထားတယ်အဓမ္မကိုဓမ္မလုပ်ပြီးတော့ဖော်ပြတဲ့ပုဂ္ဂိုလ်တွေဟာအများရဲ့အကျိုးမဲ့ကိုဖန်တီးနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လူနတ်မြမတ attva တွေရဲ့အကျိုးမဲ့ကိုဖန်တီးနေတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့အကုသိုလ်တွေလည်းအလွန်ဖြစ်ပွားစေတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တတ္တမ300သာသနာတော်ကြီးကိုကွယ်ပြောက်သွားအောင်လုပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ဒီလိုအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားကတိတိလင်းလင်းဟောကြားထားခဲ့တာဟာအလွန်တတိထားစရာကောင်းတဲ့အချက်ပဲအဲ့ဒီမှာတေစိမံတတ္တမံအန္တရဓာပိတိဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်တွေဒီပင်လေတတ္တမဆိုတဲ့သာသနာတော်မြတ်ကြီးကိုကွယ်ပတ်အောင်လှုပ်တာပဲလို့ဆိုတဲ့နေရာမှာအထက်ကထာကသာသနာကွယ်ပြီဆိုလို့ရှိရင်ဘယ်လိုကွယ်တာလဲအဆင့်50နဲ့သာသနာကွယ်သွားပုံကိုရှင်းပြတတိတံဝေကဖြစ်ပွားเสียပဲအားလုံးမြန်မာလူမျိုးတွေသိကြတဲ့အတိုင်းသာသနာ9000သာသနာ9000နဲ့ပြောနေကြတယ်ခုသာသနာ1ကိုပြောတဲ့အခါမှာလေဘုရားမြတ်စွာပြိဋိဘံစံတော်မူပြီးတဲ့နောက်မှာသာသနာ9000ရှိလိမ့်မယ်လို့ဒီရှိလိမ့်မယ်လို့ပြောကြအဲ့ဒီသာသနာ9000ဆိုတာကိုနှစ်9000အတိအကျလို့ဒီလိုပြောတာမဟုတ်ဘဲနဲ့တက္ကရာဆရာတွေရဲ့ဖွင့်ပြမှုအရသာသနာဟာတဖြည်းဖြည်းဆုတ်ယုတ်လာပုံကိုမှတ်သားကြရမှာဖြစ်တယ်သာသနာပြောင်းကွယ်သွားသည့်ထိအောင်နောက်ဆုံးမှာအဆင့်50ဖြင့်ပြောင်းကွယ်သွားတဲ့နောက်ပိုင်းမှာတော့သာသနာကွယ်တယ်လို့ပြောရမဟုတ်သေးလို့ရှိရင်သာသနာဟာရှိနေသေးတယ်သို့တော့
တဖြည်းဖြည်းတဆင့်ပြီးတဆင့်သာသနာဟာရောပါလာဒီအဓိပ္ပာယ်ကိုမှတ်တာသာသနာ9000တည်တယ်ဆိုတာအပြည့်အဝဒီတိုင်းကြီးတည်နေတာမဟုတ်ဘူးတဖြည်းဖြည်းရောပါလာတဲ့အဓိပ္ပာယ်နဲ့တည်တာဒါကြောင့်မို့အဆင့်50ဖြင့်သာသနာကွယ်ပါခြင်းဆိုတာကိုမှတ်သားကြဖို့အဲ့တော့ကွယ်ပါခြင်း5မျိုးရှိတယ်ကွယ်ပြောက်သွားတာသာသနာကွယ်ပြောက်သွားတဲ့အခါမှာအဆင့်50ဖြင့်ကွယ်ပြောက်တယ်ပထမဘာကွယ်တယ်လဲလို့ဆိုလို့ရှိရင်ပထမကွယ်တာအဓိကမအန္တရာဒါနာတဲ့အဓိကမဆိုတာဘာကိုပြောတာလဲလို့ဆိုရင်စံတရားအဓိကမဆိုတာမဲ့၄ပါးဖို့၄ပါးဝိဇ္ဇာ၃ပါးအဘိညာဉ်6ပါးပဋိသင်္မိတာဉာဏ်၄ပါးလို့ဆိုတဲ့တရားထုတရားမြတ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကျင့်မှရနိုင်တဲ့ထူးခြားမွန်မြတ်လာတဲ့မဲ့လေးတန်ဖို့လေးတန်ဆိုတဲ့လောကုတ္တရာတရားဝိဇ္ဇာ၃ပါးဗိညာဉ်6ပါးပဋိသင်္မိတာ4ပါးလို့ဆိုတဲ့ထူးခြားတဲ့ဉာဏ်အည်အသွေးတွေအဲ့ဒါတွေဟာအဓိကမလို့ခေါ်တယ်အဲ့ဒီအဓိကမကပထမဆင့်အနေနဲ့အရင်ကွယ်သွားမယ်တဲ့နောက်ဒုတိယကွယ်ပြောင်းမှာကဘာလို့ဆိုရင်ပฏิပတ်တိအန္တရဒါနဘုရားမြတ်စွာသာသနာတော်ဝင်ရောက်လာပြီဆိုလို့ရှိရင်ဇန်တို့ဝိပဿနာတို့ဆိုတဲ့သမထဝိပဿနာဆိုတဲ့ကျင့်စဉ်တွေကျင့်သီလကစပြီးသီလသမารိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်အဲ့ဒီအကျင့်တရားတွေနောက်ဆုံးမှာသာသနာတော်မှာအကျင့်တရားလုံးဝကွယ်ပတ်သွားပြီဆိုရင်ပฏิပတ်တိအန္တရဌာနလို့ဆိုတဲ့ဒုတိယအဆင့်ကွယ်ပြောင်းသွားခြင်းပဲဖြစ်တယ်ပထမအဆင့်ကတရားထုတရားမြတ်တွေအရင်ကွယ်မယ်ပြီးရင်ပฏิပတ်တိဆိုတဲ့တရားထုတရားမြတ်ရခြင်းအကြောင်းဖြစ်တဲ့အကျင့်တရားတွေကွယ်မယ်နောက်တတိယကွယ်မှာကဘာလဲလို့ဆိုလို့ရှိရင်ပရိယတ္တိအန္တရဒါနဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေအခုဒီသင်ကြီးကနေပြီးတော့မကွယ်ပရအောင်စာပေပို့ချနိုင်စွမ်းရှိတဲ့သံဃာတော်တွေသာသနာအာဇာနည်တွေပေါ်ထွက်လာအောင်ဆိုပြီးတော့လုပ်ပေးနေတဲ့သင်ယူကျက်မှတ်ကြရတဲ့ပရိယတ္တိစာပေတွေပိဋကတ်သုံးပုံနဲ့ပိဋကတ်သုံးပုံလို့ဆိုတဲ့ဗုဒ္ဓဝဆနတွေအဲ့ဒီသင်ယူရမယ့်ပိဋကတ်သုံးပုံအထကထာပါဠိအထကထာနဲ့တကွပါဠိတော်အဲ့ဒါတွေတတိယအဆင့်အနေနဲ့ကွယ်ပတ်သွားမယ်တဲ့အဲ့ဒါတွေမကွယ်ရအောင်ဒီပရိယတ္တိအန္တရဒါနလို့ဆိုရယ်ပရိယတ္တိအဆင့်မကွယ်အောင်ဘလောက်အရေးကြီးဆိုလောက်ကင်နေကြရတယ်ဆိုတာစင်ရင်စဉ်းစားကြည့်လို့ရတယ်ပေါ့နောက်၄ဆင့်မြောက်ကွယ်မှာကတော့လိင်ကအန္တရဒါနတဲ့ယဟန်တန်ဃာတွေရဲ့အတွင်တရံတွေပျောက်ကွယ်သွားယဟန်တန်ဃာတွေအခုဒီကနေ့ဖူးတွေးနေရတဲ့ပုံပန်းတရံတွေဟာပျောက်ကွယ်သွားဆိုပါစို့အိန္ဒိယနိုင်ငံမှာဒီတော်များများဒီအတွင်တရံတွေပျောက်ကွယ်သွားပြီဂျပန်နိုင်ငံမှာရှိတဲ့တချို့ဂိုင်းတွေဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကဂျပန်ကနေလာပြီးတော့ဗုဒ္ဓဇင်လာပို့ချတဲ့ကျိုတိုဘက်ကကျိုတိုတက္ကသိုလ်တစ်ခုကလာရောက်ပြီးတော့ဖုန်းသင်တန်းပို့ချတာဒေါက်တာမိုရီဆိုတာရှိတယ်သူကြည့်တော့လူဝလူစားပဲဝမ်းမီရှည်နဲ့နက်တိုင်နဲ့အင်ကြီးနဲ့ဒါပေမဲ့လို့သူနေတဲ့အခန်းမှာရေးထားတာ
reverend လို့ရေးထားတော့ဟောဒါဘုန်းကြီးပဲလို့ကြည့်လိုက်တော့သူကဂျပန်ဘုန်းကြီးဖြစ်တယ်ဂျပန်ဘုန်းကြီးကအိမ်အောင်လဲရှိတယ်ကြည့်လိုက်ရင်လူပဲဟောလူကိုလူစားပဲဘယ်သူမှဘုန်းကြီးလို့မပြောနိုင်တဲ့အနေအထားမျိုးအဲ့ဒါဘာကွယ်သွားတာတုံးဆိုလိင်္ဂအန္တရာဒါနာဘုန်းကြီးအသွင်သဏ္ဍာန်ကွယ်သွားပြီလို့ဒီလိုပြောတာနာမည်တော့ကြံသေးတယ်ဘုန်းကြီးတဲ့ဘုန်းကြီးဆိုတဲ့နာမည်ကြံသေးတယ်လွန်ခဲ့တဲ့3နှစ်လောက်ကတောင်မှပဲရန်ကုန်မှာမြန်မာနိုင်ငံကကိုရင်တစ်ပါးကိုလာရန်ခံပေးတယ်ရန်ကလှုပ်ပြီးရန်ခံပေးတယ်သူ့ရဲ့ဂျပန်ဘုန်းကြီးရဲ့အမျိုးသမီးကမြန်မာနော်ကလေးလေးတယောက်ရှိတယ်အဲ့ဒီမှာလာရန်ခံပြီးတော့ထေရဝါဒယဟန်နေဘုန်းကြီးတို့တိမ်ထဲဝင်ပြီးရန်ခံနေတဲ့အချိန်မှာတော့ခလန်းလန်းကဂျပန်ဘုန်းကြီးဝတ်စားတွေဝတ်ပြီးတော့ငြိမ်ငြိမ်လေးထိုင်နေတယ်အဲ့ဒီအချိန်မှာတော့ဘုန်းကြီးအသွင်သဏ္ဍာန်ရှိတယ်သူကခေါင်းတော့ပြောင်းရိတ်ထားတာပေါ့သို့တော့ဂျပန်သင်္ကန်းယုံထားတယ်ရဟန်းခံပြီးလို့နောက်စွန်းစားချိန်ကျတော့ဒီဘုန်းကြီးဘယ်ရောက်သွားပါလဲလို့ကြည့်တဲ့အခါကျတော့လူကိုလူစားနဲ့လူတွေနဲ့ဝင်ပြီးထွင်းစားနေတာတွားတွေ့ရနော်တာမန်လူတွေဝတ်တဲ့အင်ကြီးနဲ့လုံကြီးနဲ့အဲ့ဒီမှာဝင်ပြီးထွင်းစားနေတော့အသွင်သဏ္ဍာန်ပျောက်သွားတာဒီလိုဆိုလိင်္ဂအန္တရာဒါနာလို့ခေါ်တယ်သာသနာရဲ့အနှစ်ကတော့ပရိယတ္တိရှိနေသေးရင်အနှစ်ရှိပြီလိင်္ဂအန္တရာဒါနာဆိုတာအသွင်သဏ္ဍာန်ပျောက်ကွယ်သွားတာကိုပြောတယ်အဲ့ဒီအဆင့်ကိုလည်းရောက်သွားနိုင်သေးတယ်နောက်ဆုံးသာသနာလုံးဝကွယ်သွားတယ်ဆိုတဲ့အဆင့်ကြတော့ဘာလို့ဆိုဓာတုအန္တရာဒါနာဒီကနေ့မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ relate လို့ခေါ်တဲ့ဗုဒ္ဓမြတ်စွာရဲ့ဓာတ်တော်မွေးတော်တွေရွှေကုံစေတီထဲမှာဆိုလို့ရှိရင်ဇီဝကေတဓာတုလို့ဆိုတဲ့စံတော်တခြားစေတီပထိုးတွေထဲမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေးတော်တွေအဲ့ဒီဓာတ်တော်မွေးတော်တွေမြတ်စွာဘုရားနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့တာရိရိကဓာတ်တော်မွေးတော်တွေဟာနောက်ဆုံးကြတော့ပူဇော်မဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်နောက်ဆုံးအနေနဲ့ဒီတတ်တော်တွေကကွယ်သွားအောင်မှာပဲတဲ့အဲ့ဒီနောက်ဆုံးကွယ်သွားတာကိုဓာတုအန္တရာဌာနလို့ဟောသာသနာဟာအဆင့်50နဲ့ကွယ်သွားမယ်အဲ့ဒီနောက်ပိုင်းကျတော့သာသနာလုံးဝမရှိတော့ဘူးဒီကနေ့ဗုဒ္ဓသာသနာလုံးဝကွယ်သွားပြီနောက်ဘုရားကိုမျှော်ကြစို့ပဲရှိတော့ပြီအခုချိန်မှာတော့နောက်ဘုရားကိုမျှော်ဖို့မလိုသေးဘူးမြတ်စွာဘုရားဟောထားတဲ့တရားတွေရှိနေသေးတယ်အကျင့်တရားတွေရှိနေသေးတယ်ဓာတ်တော်မွေတော်တွေလည်းရှိနေသေးတယ်ယဟန်တန်ဃာတွေလည်းအသွင်သဏ္ဍာန်တွေပြည့်ပြည့်ဝဝရှိနေသေးတယ်ဒီကနေ့သာသနာတီးနေတုန်းပဲရှိသေးတယ်ဒီတီးနေတဲ့သာသနာတော်ဟာဘယ်တော့ကွယ်မှလဲလို့ရက်အကန့်အသတ်ထားလို့မရဘယ်လောက်ရှည်အောင်မှလဲလို့လည်းရက်အကန့်အသတ်ထားလို့မရဘူးဘယ်ပေါ်မှာမူတည်တယ်လဲလို့ဆိုရင်ကိုယ်ပဲစိတ်ကကြတဲ့ဗုဒ္ဓဘာသာဝင်နေပေါ်မှာယဟန်တန်ဃာတွေပေါ်မှာကိုယ်ပဲစိတ်ကကြတဲ့ဒကာဒကမတွေပေါ်မှာမူတည်တယ်သာသနာအရှိတည်တမ်းဖို့ဆိုလဲယဟန်တန်ဃာတွေနဲ့ဗုဒ္ဓရဲ့ဘာသာဝင်သူတော်စင်တွေပေါ်မှာမူတည်တယ်သာသနာကွယ်တယ်ဆိုတာလည်းပဲဒီပုဂ္ဂိုလ်တွေရဲ့အပေါ်မှာပဲမူတည်တယ်လို့ဆောင်ရွက်လုပ်ကိုင်နိုင်မှုတွေဟာဖြစ်ပေါ်လာနိုင်တယ်ပေါ့ဟုတ်ပြီအဆင့်50နဲ့သာသနာကွယ်ပုံကိုအနည်းငယ်ချဲ့ပြီးတော့ကြည့်ကြရပထမအဆင့်ကွယ်တာအမြင့်ဆုံးအဆင့်ကစပြီးတဖြည်းဖြည်းပျောက်တာပေါ့ဆင့်ဆိုတာတဖြည်းဖြည်းနှိမ့်ကျလာတဲ့သဘောကိုဖော်ပြ
အဓိကမအန္တရဒါနလို့ဆိုတဲ့ပထမအဆင့်အဓိကမဆိုတာဘာလဲလို့ပြီးပဲဆိုရင်မဲ့၄ပါးဖို့၄ပါးဝိဇ္ဇာ၃ပါးအဘိညာဉ်6ပါးပဋိသင်္ပိဒဉာဏ်၄ပါးလို့ဒီလိုဆိုတယ်နော်အဲ့ဒါဟာတကယ်အဓိကမဘုရားမြတ်စွာသာသနာတော်မှာအဓိကအနှစ်သာရအဓိကမလို့ဆိုတဲ့မျက်မှောက်ပြုရမယ်သိရမယ်အနှစ်သာရဒီတရားတွေပဲအဲ့ဒီတရားတွေရဖို့ကျင့်စဉ်နေကြမှာပฏิပတ်တိလို့ခေါ်တယ်ဟုတ်ပြီအဓိကမသာသနာကွယ်ပြီဆိုတဲ့အခါမှာဘယ်ကနေစကွယ်လဲရသော်ဘုရားလက်ထက်တော်ခါကလာတော့ကမျိုးကောင်းသားယဟန်တို့တွေတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်လို့ဝန္တာအာရနဲ့ဥရန်ကျူကြတယ်တိတ်သောဝိဇ္ဇာအနုပ္ပတ္တာဝိဇ္ဇာ၃ပါးကိုရပြီးပြီတဲ့အဘိညာဉ်6ပါးကိုမျက်မှောက်ပြုပြီးပြီပဋိသင်္ပိဒ၄ပါးနဲ့နဲ့ကွာမေတ္တရားကိုရရှိပြီးပြီနဲ့ဝမ်းမြောက်ဝမ်းသာထေရဂါထာတို့ထေရပရံတို့မှဆိုရင်မြတ်စွာဘုရားရဲ့တပိဿဝကတွေဟာဝမ်းမြောက်ဝမ်းသာအဲ့ဒီအဆင့်ကိုရောက်ကြောင်းကိုထုတ်ဖို့ပြောဆိုကြထုတ်ဖို့ပြောဆိုလာခဲ့နိုင်ကြတယ်အေးမြတ်စွာဘုရားပြိဋိဘံစံသွားပြီးတဲ့နောက်ဒီသာသနာတော်မှာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာဘယ်အဆင့်ထိအောင်ရောက်နိုင်သေးတယ်လဲလို့ဆိုရင်ပထမနှစ်1000အတွင်းပဋိသင်္ပိဒဉာဏ်၄ပါးရနိုင်သေးတယ်ပဋိသင်္ပိဒဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေပေါ်ထွန်းခဲ့သေးတယ်သာသနာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှတွက်တဲ့သာသနာအနှစ်1000အခု2500ဆိုတာဘုရားပြိဋိဘံစံပြီးနောက်တွက်တာ2000ကျော်သွားပြီလေအဲ့ဒီအနှစ်1000ရဲ့ဒီနောက်ပိုင်းရောက်တဲ့အခါကျတော့အနှစ်1000ပြည့်သွားတာနဲ့ပဋိသင်္ပိဒဉာဏ်ကိုရောက်တဲ့ပုဂ္ဂိုလ်မရှိတော့ဘူးပဋိသင်္ပိဒကွယ်သွားပြီလို့ဒီလိုပြောတာပထမအဆင့်အနေနဲ့ပဋိသင်္ပိဒဉာဏ်၄ပါးပဋိသင်္ပိဒဉာဏ်၄ပါးဆိုတာဉာဏ်ထဲမှာအလွန်စွမ်းရည်ထက်တဲ့ဉာဏ်မျိုးတွေပဲပဋိသင်္ပိဒဉာဏ်ရထားတဲ့ပုဂ္ဂိုလ်ဟာပိဋကတ်သုံးပုံကိုမသိမိမဲ့လို့တတ်တယ်လို့ဆိုတာအထဓမ္မပဋိသင်္ပိဒအထပဋိသင်္ပိဒနိရုဒ္ဓိပဋိသင်္ပိဒပฏิဘာဏပဋိသင်္ပိဒလို့ဓမ္မပဋိသင်္ပိဒဆိုတာမြတ်စွာဘုရားဟောတဲ့ပါဠိတွေတို့မို့အကြောင်းတရားတွေစကားလုံးတွေအထပဋိသင်္ပိဒလို့ဆိုတာအကျိုးတရားတို့မို့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မရဲ့အ내အဓိပ္ပာယ်တွေဒါတွေကိုသိနိုင်စွမ်းရှိတဲ့ညာ analytical knowledge လို့ခေါ်တယ်ပဋိသင်္ပိဒဆိုတာလုံထွေးသိတာမဟုတ်ဘူးခွဲခြားစိတ်ဖြာပြီးအသေးစိတ်သိတဲ့ဉာဏ်ကိုဒီပဋိသင်္ပိဒဉာဏ်လို့ခေါ်တာခွဲခြားစိတ်ဖြာပြီးတော့သိနိုင်ဓမ္မကိုသိတယ်အထကိုသိတယ်နိရုဒ္ဓိပဋိသင်္ပိဒပါဠိစကားတွေနဲ့ပတ်သက်လာလို့ရှိရင်ပါဠိစကားလုံးတွေနဲ့ပတ်သက်လာလို့ရှိရင်ခြေမြင့်မှန်ကန်ကန်သိလာပฏิဘာဏပဋိသင်္ပိဒအသိဉာဏ်တွေနဲ့ပတ်သက်လာလို့ရှိရင်ခြေမြင့်သိတယ်ဆိုဒီပဋိသင်္ပိဒဉာဏ်၄ပါးဆိုတဲ့အဆင့်ရောက်ဖို့ဟာအမှန်တမ်းထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်တွေသာရောက်နိုင်တာဖြစ်လို့ဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာအနှစ်1000ထိအောင်ပဋိသင်္ပိဒဉာဏ်ကိုရောက်နိုင်သေးတယ်အနှစ်1000ကျော်တာနဲ့ဒီဘက်မှာပဋိသင်္ပိဒဉာဏ်ရတဲ့ကိုယ်တော်မရှိတော့ဘူးကွယ်သွားပြီလို့ဒီလိုပြောတာနော်တတ္တလောကကြီးကဒီလိုပဲဆုပ်ယုပ်သွားတာအသိဉာဏ်တွေအပြင်ဆုပ်ယုပ်သွားတယ်ဒါကြောင့်မို့လို့သာသနာ9000သာသနာ9000ဆိုတာဒါတွေကိုရည်ညွှန်းပြီးတော့ပြောတာပဋိသင်္ပိဒပတ္တရနိုင်တဲ့ခေတ်ဟာ1000အေးပဋိသင်္ပိဒအဆင့်မရောက်နိုင်ဘူးဆိုရင်ဘယ်အဆင့်လောက်တော့ရောက်တော့ဆိုအဘိညာဉ်6ပါးရောက်တဲ့အဆင့်အဲ့တော့အဘိညာဉ်6ပါးရောက်တဲ့အဆင့်ကဒုတိယအနှစ်1000
အဲ့ဒီဒုတိယအနှစ်1000ပြည့်လို့ရှိရင်လေတရားတွေဆုပ်ယုပ်သွားသည့်အတွက်ကြောင့်အနှစ်ဒုတိယအနှစ်1000ကျော်တာနဲ့အဘိညာဉ်6ပါးကိုမရနိုင်တော့ဘူးဆိုတော့ဟောသာသနာ9000ထဲမှာပထမ1000မှာပဋိသင်္မိတာဉာဏ်ရသေးတယ်ဒုတိယ1000ရသွားတဲ့အခါကျတော့အဘိညာဉ်6ပါးပါရတော့တယ်ပဋိသင်္မိတာဉာဏ်ကွယ်သွားပြီလို့ဒီလိုပြောတာသာသနာ9000ဆိုတာအဲ့ဒါကိုရည်တာရည်ညွှန်းတာနော်ပဋိသင်္မိတာဉာဏ်ရနိုင်တဲ့အနှစ်က1000အဘိညာဉ်6ပါးရနိုင်တာကအနှစ်1000လို့ဒီလိုဆိုလိုတယ်ဟောနောက်တစ်ခါအဘိညာဉ်6ပါးဆိုတဲ့အဆင့်တောင်မမီတော့ဘူးဝိဇ္ဇာ3ပါးဆိုတာတော့ပဲရနိုင်တယ်တဲ့တတိယအနှစ်1000ပြောမယ်ဆိုရင်ဒီကနေ့ခေတ်တရားဓမ္မရှင်းဉာဏ်ကြိုးကိုအထုတ်လို့အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုရင်ဝိဇ္ဇာဉာဏ်3ပါးကိုရနိုင်သေးတယ်လို့ပြောရမယ်ပုတိအာဆိုပုဗ္ဗေနိဝါဒဒေဝစကုအာတဝခေယဆိုတဲ့ဝိဇ္ဇာ3ပါးကိုတော့မျက်မှောက်ပြုနိုင်သေးတယ်ရနိုင်သေးတဲ့ခေတ်မကုန်သေးဘူးလို့ဆိုရမယ်2500ကို900ကျန်သေးတယ်အာမလျှော့ကြနဲ့ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဝိဇ္ဇာ3ပါးခေတ်ရှိသေးတယ်သာသနာအခု2500ကနေပြီးတော့သာသနာ3000ဖြစ်သွားပြီဆိုရင်တော့အဲ့ဒီနောက်ပိုင်းမှာတော့ဝိဇ္ဇာ3ပါးရဖို့တော့မဖြစ်တော့ဘူးကွယ်သွားပြန်ပြီဒီလိုတစ်ဆင့်ချင်းကွယ်သွားအခြေအနေတွေကရုပ်လျော့ပြီးတော့လာအဲ့တော့ပဋိသင်္မိတာရနိုင်တာကအနှစ်1000အဘိညာဉ်6ပါးရနိုင်တာကအနှစ်1000ဝိဇ္ဇာ3ပါးရနိုင်တာကအနှစ်1000အနှစ်3000ဖြစ်သွားအဲ့ဒီနောက်တော့မယ်လေးတံဖို့လေးတံတော့ရနိုင်သေးတယ်ခုံတုဝိသေသတွေမပါတော့ဘူးဒုက္ခဝိပဿကလို့ခေါ်တယ်ဝိပဿနာတက်တက်နဲ့ကိလေသာတွေကင်းစင်သွားတဲ့ပညာဝိမု ക്ത ယဟန္တာမျိုးဂုဏ်တွေမပါတဲ့ယဟန္တာမျိုးဖြစ်နိုင်တာကအနှစ်1000နဲ့ဒီလိုဆိုတာနော်အဲ့တော့ယဟန္တာဖြစ်နိုင်ဖို့အတွက်သာသနာအနှစ်4000အတွင်းမှာဖြစ်နိုင်သေးတယ်လို့ဒီလိုမှတ်ထားပေါ့ယဟန္တာဖြစ်ခြင်းသေးရင်အာမလျှော့နဲ့အောင်ပေါ့ဖြစ်နိုင်သေးတယ်ဘာဖြစ်လို့ဖြစ်နိုင်သေးတယ်ဆိုအခုလို့ပရိယတ္တိတရားတွေတို့ပฏิပတ်တိတွေတို့ထင်ရှားရှိနေတာဟုတ်နောက်တစ်ခါနောက်အနှစ်1000ကျတော့ဘာဖြစ်တော့ဆိုယဟန္တာအဆင့်ထိမမီတော့ဘူးတဲ့5ခုမြောက်1000ကျတော့အနာဂံဖြစ်ခြင်းဖြစ်မယ်တဂရဂံအဆင့်လောက်ရောက်ခြင်းရောက်မယ်သောတာပန်အဆင့်လောက်နဲ့ရောက်ခြင်းရောက်မယ်သာသနာ9000ဆိုဒီမှာအဓိကမနဲ့တွက်ချက်ပြီးတော့ပြောတယ်9000လို့ဆိုသာသနာ9000မကဘူးအမပြည့်နဲ့ပရိယတ္တိသာသနာလာအောင်ပါနော်ဘုရားတရားတော်တွေနာခွင့်ရအောင်ပါပဲအခုသောတာပန်တဂရဂံထိအောင်ဖြစ်နိုင်တာသာသနာနှစ်ပေါင်း9000ထိအောင်ဖြစ်နိုင်သေးတယ်လို့စာပေကျမ်းဂန်ရဒီလိုမှတ်ရအောင်နော်ဆုပ်ယုပ်လာတာတော့မှန်တယ်သို့တော့သောတာပန်တဂရဂံအနာဂံဒီထိအောင်သာသနာ9000မြောက်သာသနာမှာဖြစ်နိုင်သေးတယ်ဟုတ်ပြီ9000ကနေဟိုဘက်ရောက်သွားတဲ့အခါကျတော့ဖြစ်ဖို့ခဲရင်သွားပြီရုပ်လျော့သွားပြီကျင့်တဲ့ပုဂ္ဂိုလ်လည်းနည်းသွားပြီသောတာပန်သဂရဂံအနာဂံသောတာပန်တော့ဖြစ်နိုင်ဖို့ရအနေထားတွေမရှိတော့ဘူးနောက်ဆုံးသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်တယောက်သေဆုံးသွားပြီဆိုလို့ရှိရင်တော့အဓိကမအဆင့်ဟာကွယ်သွားပြီလို့ဒီလိုပြောအဓိကမသာသနာကွယ်သွားပြီအဓိကမသာသနာကွယ်သွားပြီဆိုတော့ဘာကြံသေးတုံဆိုပฏิပတ်တိသာသနာတော်ကြီးကျမ်းနေအောင်မှာပါနော်ပฏิပတ်တိသာသနာကြီးကျမ်းနေအောင်မယ်လို့ဒီလိုဆိုလို့ရအဲ့တော့ကျမ်းနေသေးတယ်ဆိုတော့ဒီ9000အပြင်လားလို့မေးမယ်ဆိုလို့ရှိရင်တော့အပြင်လို့တော့ပြောလို့တော့မရနိုင်ဘူးနော်အကျင့်နဲ့မျက်မှောက်ပြုရတဲ့တရားဟာတစ်ဆက်တည်းပဲဖြစ်မှာပေါ့တစ်ဆက်တည်းဖြစ်မှာဖြစ်တော့6000လားလို့မေးစရာရှိတယ်6000လို့တော့ပြောလို့မရဘူးเนาะကျင့်တယ်ဆိုတာလေဒီ9000အတွင်းမှာပဲဖြစ်မယ်ပေါ့နောက်ပိုင်းရောက်လာတဲ့အခါကျတော့ဒီတဲ့စောပြီးတော့လဲကွယ်သွားနိုင်တယ်
နောက်ပိုင်းရောက်တဲ့အခါကျတော့သီလကိုတော့ဖြည့်ခြင်းရတယ်သီလဖြည့်ခြင်းတယ်သီလလုံးလုံးချုံချုံဖြည့်ခြင်းပြီးတော့ဒီသမထဝိပဿနာအကျင့်နေကျင့်ရတယ်ပေါ့ကျင့်တဲ့အခါမှာသိပြီးတော့ကြိုးကြိုးဆဆလုပ်ကြတာမဟုတ်သည့်အတွက်ကြောင့်တရားစခန်းလေးဝင်လိုက်သွားကျင့်လိုက်ပြန်လာလိုက်နဲ့တဖြည်းဖြည်းနဲ့သောတပန်အဆင့်လည်းမရောက်ဘူးတရားဓုတရားမြတ်လည်းမရဘူးဆိုတဲ့နောက်ပိုင်းရောက်လာတဲ့အခါကျတော့ကျင့်နေလို့လည်းဘာမှဖြစ်မှာမဟုတ်ပါဘူးဟောကျင့်နေလို့လည်းဘာမှဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့အကျင့်တရားတွေကိုလက်လျှော့လာတဲ့အနေအထားမျိုးရောက်လာနိုင်တယ်တဲ့ဒါကခဏလားလက်ဖြံလားမေးမနေနဲ့ခဏပဲလက်လျှော့လာတာတွေများလာပြီလေခဏကခေတ်အနေနဲ့ရနိုင်တဲ့အခြေအနေတွေကိုပြောတာတကယ်ဖြစ်နေသလားလို့ဆိုတာကဖြစ်တဲ့အပေါ်မှာမူတည်တယ်ပေါ့ဒါကြောင့်မို့လို့သာသနာ9000အတွင်းမှာပဲဟောဒီပฏิပတ်တိသာသနာဆိုတာလဲကွယ်သွားနိုင်တယ်လို့ကျင့်သည့်အတွက်ကြောင့်တရားဓုတရားမြတ်လည်းဒီကနေ့ခေတ်မရတော့ပါဘူးလို့ဇွဲလုံးလားတွေလျှော့သွားပြီကိုကျင့်သီလလေးလောက်နဲ့ကျင့်တတ်နေသေးသမျှတော့ပฏิပတ်တိသာသနာတော်ကြီးရှိနေသေးတယ်လို့ပဲပြောရရှိနေသေးတယ်သာသနာပေါ်ဝင်ပြီးတော့ယန္တရားကျင့်ကြံကြုတ်ကုတ်အထုတ်တဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးမှာကြီးမားတဲ့ပြစ်မှုကြီးလို့ပြောရမယ်ပါရာဇိကသိက္ခာပုဒ်၄ပါးကိုလုံးလုံးချုံချုံထိမ့်သိမ့်နေသမျှကာလပတ်လုံးပฏิပတ်တိသာသနာမကွယ်သေးဘူးလို့ပြောရမယ်နော်ယဟန်ဘဝလည်းယက်တည်နေသေးတယ်အဲ့တော့ပฏิပတ်တိရဲ့အပြည့်ဟာယဟန်နေမှာရှိနိုင်တယ်ပေါ့ယဟန်နေရှိရပါရာဇိကမကြသေးတဲ့ပုဂ္ဂိုလ်တွေရှိနေသေးသမျှကာလပတ်လုံးပฏิပတ်တိသာသနာတော့မကွယ်သေးဘူးလို့ဒီလိုပြောရမယ်တဲ့နောက်ဆုံးကြတော့ပရာဇိကသိက္ခာပုဒ်တွေထီအောင်မထိန်နိုင်တော့ဘူးသို့မဟုတ်ထိန်တဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးအဲ့ဒီပုဂ္ဂိုလ်ပြန်လွန်တော်မူသွားပြီသို့မဟုတ်ပရာဇိကပြစ်မှုကိုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေကြီးဖြစ်သွားပြီဆိုလို့ရှိရင်တော့ပฏิပတ်တိသာသနာတော်ဟာကွယ်သွားပြီလို့ပြောတာဘယ်နေ့ကွယ်မှာတော့လို့ပြောလို့မရဘူးအစောကြီးလည်းကွယ်နိုင်တယ်ပေါ့ဒီလိုဆိုတာနော်ယဟန်တန်ဃာတွေဘက်ကပฏิပတ်တိသာသနာတော်ကြီးဟာဒီလိုစောစောစီးစီးနဲ့မိုးချုပ်သွားနိုင်တယ်ပေါ့ဟုတ်ပြီပฏิပတ်တိသာသနာကွယ်သွားပြီဆိုတဲ့အခါမှာဘာကျမ်းနေသေးတုံးဆိုပရိယတ္တိကျမ်းနေသေးတယ်ဒါလည်းပဲဒီအဆင့်50နဲ့ကွဲနေလို့သာသနာ9000ဟိုဘက်လို့မအောင်မိတ်လေနဲ့9000တွင်းမှာပဲဖြစ်နိုင်တယ်နော်9000နဲ့ဟိုဘက်ကြော်ဖို့ဆိုရမတန်ခဲရင်နဲ့နော်9000တွင်းမှာဖြစ်နိုင်တယ်လို့ပြောရပရိယတ္တိဆိုဒီမှာဘာကိုပြောတာလဲဟုတ်ဆိုပိဋကတ်3ပုံပါဠိထက္ကရာနဲ့ကွာပိဋကတ်3ပုံအဲ့ဒီပိဋကတ်စာပေတွေကွယ်ပခြင်းဟာတတိယအဆင့်အနေနဲ့ကွယ်ပခြင်းဒီကနေ့ခေတ်အားလုံးဘုရားဘာသာဝင်သူတော်စင်တွေဟောဒီအသင်းကြီးကဥဆောင်ပြီးတော့ကြိုးပမ်းနေတာဘာအတွက်လဲဆိုပရိယတ္တိသာသနာမကွယ်ပဖို့ကြိုးစားပရိယတ္တိသာသနာမကွယ်ဘူးဆိုလို့ရှိရင်စာပေရှိနေသည့်အတွက်ကြောင့်အကျင့်တွေပျောက်ကွယ်တယ်လို့ပြောလို့မရဘူးကျင့်တဲ့လူသာပျောက်ခြင်းပျောက်မဲ့အကျင့်ကရှိတယ်ဟုတ်ကဲ့လားနီးစနစ်တွေကရှိနေတယ်မလုပ်ရင်မလုပ်တဲ့လူရှိခြင်းရှိမှာပေါ့လုပ်တဲ့လူလည်းရှိကောင်းရှိနေမဲ့အကျင့်ရှိနေသေးသည့်အတွက်ကြောင့်ဒါကြောင့်မို့လို့လက်တွေ့ကျင့်သူရှိလာနိုင်လို့ပရိယတ္တိရှိနေသမျှကာလပတ်လုံးပฏิပတ်တိဆိုတာလည်းရှိနေဥမှာပဲအဲ့တော့ကျင့်သူရှိနေလို့ရှိရင်တရားဓုတရားမြတ်ဆိုတာလည်းခုနပြောသလိုဆုပ်ယုပ်လာတော့လဲရနိုင်တဲ့အတိုင်းတာရှိတယ်လေသာသနာ9000တွင်မှာသောတာပန်သက္ကရာကနောက်ဆုံး9000မှာဖြစ်နိုင်သေးတယ်ပေါ့9000မြောက်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့
မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေအနှစ်သာရတွေတည်တံ့ပြန်ပွားနေအောင်ကြိုးစားအထောက်မှုကအရေးကြီးတဲ့သာသနာပြုလုပ်ငန်းတစ်ခုဖြစ်တယ်သာသနာဆိုဒီမှာဒီပိဋကတ်သုံးပုံလို့ဆိုတဲ့ဒီစာပေကျမ်းဂန်တွေဟာစာအုပ်နဲ့တည်ဆောင်သွားလို့စာအုပ်တွေရိုက်ပြီးလက်ဆင့်ကမ်းလို့မရဘူးပို့ချတဲ့ပုဂ္ဂိုလ်နဲ့သင်ယူတဲ့ပုဂ္ဂိုလ်နှစ်ဦးနဲ့ပဲသွားရမယ်ဒါကြောင့်မို့လို့ဒီအသင်းကြီးကစပြီးလုပ်တဲ့အခါမှာတိကျစာချပုဂ္ဂိုလ်တွေသို့မဟုတ်မူလစာချဆိုပြီးတော့မန္တလေးမြို့တော်ကြီးမှာတောင်မြင်ရှေးတုန်းကအခေါ်အတိုင်းပြောမယ်ဆိုရင်တောင်မြင်တို့အနောက်ပြင်တို့မြောက်ပြင်တို့ဆိုတဲ့နာမည်ကျော်တဲ့ဆရာတော်ကြီးတွေစာတွေပို့ချနေကြတယ်ဆွမ်းစားတောင်မလိုက်ဖဲနဲ့အလှတန်းတွေမလိုက်ဖဲနဲ့စာဝါတွေမပြတ်ပို့ချနေကြတာအမှန်တမ်းကြီးညိုစရာကောင်းတယ်အဲ့ဒီဆရာတော်ကြီးတွေပို့ချနေတာကိုအသင်းကနေသွားပြီးဆရာတော်ကြီးတွေဆွမ်းကွမ်းမပင်မရအောင်လှူဒန်းတာကစလာတာဟောအဲ့ဒီလှူဒန်းရာကစလာပြီးတော့နောက်တီးခြားကိုးကွယ်ဖို့ဆိုပြီးတော့ဆောင်ပွဲလှုပ်လာတယ်နောက်ပိုင်းကျဆောင်ပွဲလှုပ်လာပြီးတော့ဆောင်ပွဲမှာထူးချွန်တဲ့ဆရာတော်တွေကိုတီးခြားကိုးကွယ်ပြီးတီးခြားစာကြရန်တို့တီးခြားစာသင်္นานတို့ဆိုတာဖြစ်ပေါ်လာတာပထမစာကြပုဂ္ဂိုလ်တွေကိုထောက်ပံ့တာနောက်ပိုင်းကျတော့အသင်းဆောင်ပွဲအောင်းလာတဲ့ပုဂ္ဂိုလ်တွေနောက်စာထဲမှာတော်တဲ့ပုဂ္ဂိုလ်တွေလည်းတေးကြပွဲဓုတွေကပ်ပြီးကိုးကွယ်တာတွေရှိလာတယ်ပေါ့အဲ့ဒါလို့ပရိယတ္တိသာသနာတော်ကိုချီးမြှောက်ပြီးတော့လောအပ်တာတွေမရှိအောင်ကုညီပံ့ပိုးပေးသည့်အတွက်ကြောင့်စာချပုဂ္ဂိုလ်တွေကစာသင်သားတပည့်တွေကိုကြာကြာနာနာတတ်အောင်သင်ပြီးတော့ပေးကြတယ်စာသင်သားတပည့်တွေကလည်းဆရာတွေသင်ပေးတာကိုတလေးတစားလေ့လာလိုက်စားပြီးတော့သင်ယူကြတယ်ဆိုဟောပရိယတ္တိဟာပျောက်မသွားဘူးပရိယတ္တိဟာပျောက်မသွားဘူးအဆက်ပေါင်းများစွာသင်ကြားပို့ချပေးခြင်းသင်ယူမှတ်သားခြင်းဖြင့်လက်ဆင့်ကမ်းသွားတာအဲ့တော့လက်ဆင့်ကမ်းသွားသည့်အတွက်ကြောင့်ဒီပရိယတ္တိသာသနာတော်ကြီးကရှင်သန်နေတော့မယ်ဒီလိုဆိုတာနော်စာသင်တိုက်ကြီးတွေအခုလိုရှင်သန်နေတယ်မြန်မာနိုင်ငံမှာဒီခဏခေတ်မှာဆိုရင်ကျမ်းအိတ်ဆိုတာမရှိသလောက်ကျမ်းအိတ်လို့ရှင်းတော့ခေါ်ခဲ့တာဗီဒီယိုတဲကမထွက်ဘူးကြည့်တဲ့ပုဂ္ဂိုလ်မရှိဘူးဖတ်တဲ့ပုဂ္ဂိုလ်မရှိဘူးသင်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးစာရိုက်ဗီဒီယိုထဲမှာနေတာကိုကျမ်းအိတ်လို့ခေါ်တယ်နော်အဲ့ဒီကျမ်းအိတ်တွေကမရှိသလောက်ပဲအဖြစ်လို့လဲဆိုရင်စာမွဲတွေကျင့်ပပေးပြီးတော့နောက်ဆုံးမှနိကေစာမွဲတို့တာမဏေစာလျောက်မေကန်းတို့ဒါတွေကြည့်လိုက်ကျမ်းစာတွေကနိုးထလာသင်မဲ့ပုဂ္ဂိုလ်တွေရှိလာတယ်ပို့ချပေးတဲ့ပုဂ္ဂိုလ်တွေရှိလာတယ်သင်ယူတဲ့ပုဂ္ဂိုလ်တွေရှိလာကျမ်းဂန်တွေကအသက်ရှင်လာနော်လှုပ်ရှားသက်ဝင်လာအဲ့ဒီသက်ဝင်နေအောင်ဒီအသင်းကြီးကလှုပ်ဆောင်ပေးနေတာဒီလိုဆိုလိုတာနော်အဲ့ဒါလို့အသက်ဝင်လှုပ်ရှားနေမှအခုဗုဒ္ဓဝါစနာဆိုတဲ့မြတ်စွာဘုရားစကားတော်တွေဟာမပြောက်ပြတ်မှာခုနကပြောခဲ့တဲ့မြတ်စွာဘုရားကိုယ်တိုင်အာဓမ္မကိုဓမ္မလို့တင်ပြဟောပြောနေတဲ့ပုဂ္ဂိုလ်တွေကသာသနာကိုကွယ်စေတဲ့ပုဂ္ဂိုလ်တွေဆိုတဲ့ဒီတုတ်တံဒီအသင်းကြီးကကျင်းပတဲ့တာမဏေစာလျောက်မေကံပထမဆက်မှာပြဋ္ဌာန်းထားတဲ့ကျမ်းစာပဲပေါ့ဒါတွေသိရှိနေအောင်ပြဋ္ဌာန်းပေးထားတာနော်အေးဟုတ်ပြီပရိယတ္တိကိုဝိုင်းဝန်းပြီးတော့ဆောင်ရွက်ပေးလို့ပရိယတ္တိရှင်သန်နေသမျှကာလပတ်လုံးပฏิပတ္တိဆိုတာရှင်သန်နေမှာပဲပฏิပတ္တိရှင်သန်နေသမျှကာလပတ်လုံးပฏิဝေဒသို့မဟုတ်အဓိကမသာသနာဟာလည်းရှင်သန်နေအောင်မှာပဲရုပ်လျော့သွားတာရှိတော့လည်းပဲရှင်သန်မှုဟာရှိနေအောင်မှာပဲအသက်ဝင်လှုပ်ရှားအောင်မှာပဲလို့ဟောပရိယတ္တိဟာအဓိကကြတယ်ဆိုတာမှတ်သားထားကြပါနော်ပရိယတ္တိကိုရှင်သန်နေအောင်လုပ်ပေးရမယ်လုပ်ပေးခြင်းအပြင်ပฏิပတ္တိနဲ့အဓိကမသာသနာနှစ်ရာဟာလည်းရှင်သန်သွားမယ်လို့ဒီလိုဆိုတယ်ဟုတ်ပြီနောက်ဆုံးကြတော့
ပရိယတ္တိဟာရှင်သန်မှုမဖြစ်တော့ဘူးဆိုတဲ့အချိန်မှာပရိယတ္တိသာသနာကွယ်တယ်ဆိုတာဖြစ်လာအောင်မယ်ကွယ်တာကြတော့ဒါကတော့စာပေကျမ်းဂန်ကဒီလိုဆိုတာပေါ့သို့တော်အဲ့ဒီတိုင်းလဲကွယ်ချင်မှကွယ်မှာပေါ့တခြားနည်းနဲ့လည်းပျောက်ချင်ပျောက်သွားမှာပေါ့တပြိုင်တည်းလဲဝုတ်ခနဲ့ပျောက်ချင်လည်းပျောက်သွားမှာပြောလို့မရဘူးလေသို့တော်အထက်ကရာဆရာကြီးပြောတဲ့ကွယ်ပုံကွယ်နည်းကတော့ပရိယတ္တိဘုရားရဲ့ကျမ်းစာတွေကွယ်ပြီးဆိုတဲ့အခါမှာဘယ်အစကွယ်မှာတုံးဆိုအဘိဓမ္မာကအစကွယ်မယ်တဲ့သူပြောတာနော်အဘိဓမ္မာဆိုတာခက်ခဲတယ်ဒါလည်းမှန်တယ်ဗမာပြည်မှာသာအဘိဓမ္မာကရှင်သန်နေတာဟိုတိရိလင်္ကာတို့အခြားနိုင်ငံတွေမှာဆိုရင်အဘိဓမ္မာအားပြော့သွားပြီတချို့နိုင်ငံမှာရှိတော့မရှိတော့ကွယ်နေတာပဲလေမရှိအဲ့တော့အဘိဓမ္မာဟာကွယ်တယ်ဆိုတာမှန်တယ်ပေါ့အဘိဓမ္မာကစပြီးတော့ကွယ်မယ်အဘိဓမ္မာပြီးလို့ရှိရင်နိကေကျမ်းတွေကအင်္ဂုတ္တရနိကေခုနကသုတ်တံပါဠိပါတဲ့အင်္ဂုတ္တရနိကေကစကွယ်မယ်အင်္ဂုတ္တရနိကေပြီးလို့ရှိရင်တန်ယုတ္တနိကေကွယ်မယ်တဲ့တန်ယုတ္တနိကေကွယ်ပြီးလို့ရှိရင်မစ္စည်းမနိကေမစ္စည်းမနိကေကွယ်ပြီးလို့ရှိရင်ဒီဃနိကေဆိုတာကွယ်သွားလိုက်မယ်ဒီဃနိကေကွယ်သွားတာနဲ့ဒီနိကေ9ရက်သာသနာဟာဆုံးသက်သွားပြီပေါ့အေးဘာကြံနှုံးဆိုလို့ရှိရင်ဘုရားမြတ်စွာချမှတ်ထားတဲ့ဝိနည်းကျမ်းတို့ဝိနည်းနဲ့ပတ်သက်တာတွေကျမ်းမယ်နောက်တစ်ခါသုတ်တန်တွေကတရားဓမ္မတွေဟောဖို့ပြောဖို့ဆို950ဇတ်တွေတို့အဲ့ဒီတရားကျမ်းမယ်ဒီလိုဆိုတယ်နော်နောက်ဆုံးကြတဲ့အခါကျတော့ဒီအဲ့ဒီကျမ်းစာတွေလည်းအလုံးကွယ်သွားမှာကွယ်တယ်ဆိုတာသင်ကြားပို့ချမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးသင်ယူမဲ့ပုဂ္ဂိုလ်လည်းမရှိတော့ဘူးဆိုရင်ကွယ်သွားတာကိုပြောတာကျမ်းတွေအလုံးအိတ်သွားပြီကျောင်းစာတွေနဲ့တော့ရှိရင်ရှိမယ်စာအုပ်စာတမ်းတွေရှိရင်ရှိမယ်သင်မဲ့လူမရှိတော့ဘူးဆိုရင်ကွယ်တာပဲလေအဲ့ဒီပဲဖော်နိုင်တော့ဘူးဟုတ်ပြီနောက်ဆုံးကြတော့အဲ့ဒီခေတ်မှာမြတ်စွာဘုရားရဲ့တရားတစ်လုံးတစ်ပါးလောက်နာကျင်လို့ဘုရားပွင့်ခဲ့တယ်ဘုရားတရားတော်တွေထွန်းကားခဲ့တယ်အဲ့ဒီတရားတွေနာကျင်လို့ဆိုပြီးတော့ဒီတရားတွေနာခွင့်ရအောင်တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကဘုရားဟောတဲ့တရားတပုတ်တစ်ပါးလောက်ဟောနိုင်တဲ့ပုဂ္ဂိုလ်ရှိရင်ဆိုပြီးတော့စင်ကြောပေါ်စင်ပေါ်မှာငွေ1000တုတ်တင်ပြီးတော့ရှေးတုန်းကငွေ1000အခုငွေ1000တော့လည်းဘာမှသုံးရမှာမဟုတ်ဘူးเนาะအဲ့တော့ငွေသိန်းချီတင်ပြီးတော့လိုက်ပြီးတော့ကြော်ညာတာဂါထာတစ်ပုဒ်ရွတ်နိုင်တဲ့ပုဂ္ဂိုလ်ဘုရားဟောတဲ့တရားကိုဟောနိုင်တဲ့ပုဂ္ဂိုလ်ရှိရင်ပြောကြပါဆုချမယ်ဆိုပြီးတော့လိုက်ကြော်ညာတစ်ခါမကဘူးနှစ်ခါဒုတိယကြိမ်ကြော်ညာတတိယကြိမ်ကြော်ဘယ်သူမှထွက်ပြီးတော့ဒါမြတ်စွာဘုရားဟောတဲ့တရားပါလို့ထွက်ပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒါပရိယတ္တိသာသနာတော်ကြီးကွယ်သွားပြီလို့ဆိုရဘုရားဟောတဲ့တရားတစ်လုံးမှမသိတော့နောက်ဆုံးမှာအသေဝနာသဘာလနာပဏိတန်သသေဝနာပူဇာသပူဇနီယနာဣတံမင်္ဂလမௌဒ္ဓမံဆိုတာလေးကိုမသိတော့ဘူးဆိုရင်ကွယ်ပြီလို့ပြောတာနော်ကွယ်သွားပြီတဲ့အဲ့ဒါလို့ဆုချမယ်ဆိုပြီးတော့ကြေညာထားတာဟာမင်းဗန္နာအဖြစ်ပြန်ပြီးတော့နန်းတော်ထဲပဲပြန်ယူသွားရတဲ့အခြေအနေမျိုးရောက်တယ်စတတ်တဲ့လူတယောက်မှရှာမတွေ့တော့ဘူးတတိုင်းတပြည်လုံးစတတ်တဲ့လူရှိမလားလို့လိုက်ရှာတာတယောက်မှမရှိဘူးကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကအမေးအဖြေနဲ့ဟောကြားထားတဲ့ကိန္ဒုရဝိတံပုရိသတ္တသစ္ထံဆိုတဲ့မေခွန်းတတ္တိတဝိတံပုရိသတ္တသစ္ထံဆိုတဲ့အဖြေအလုံးအမေးအဖြေ73မျိုးအစုံလိုက်အာရဝကဗီလူကြီးရဲ့မိဘတွေကကသဗ္ဗဘုရားရှိကတင်ထားတာနောက်ဆုံးမှမေခွန်းနေတာကြံတော့တဲ့အဖြေမရှိတော့ကွယ်သွားတာနော်အာရဝကဗီလူကြီးလက်ထက်ရောက်တဲ့အခါအဖြေတွေမရှိတော့ပျောက်သွားပြီပျောက်သွားသည့်မေခွန်းလေးတွေတော့မပျောက်အောင်လို့သူကရေးမှတ်ထားလို့ကြံသေးတယ်
အဲ့ဒီမေကွန်းလေးတွေကိုမြတ်စွာဘုရားသူ့ဗိမာန်နဲ့လာတဲ့အခါမှာဒီမေကွန်းတွေမေးတာပဲအလဝကသုတ်တံရကတ္တဗမြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာဒီလိုပဲပျောက်ကွယ်သွားတာအခုမြန်မာနိုင်ငံမှာဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေအပြည့်အဝရှိတယ်ဆိုတာစာအုပ်စာတမ်းအနေနဲ့လည်းရှိတယ်သင်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အလုံးအဓိပ္ပာယ်ဖော်နိုင်တဲ့အနေနဲ့ရှင်သန်နေတဲ့အနေရှိသည့်အတွက်ကြောင့်ပရိယတ္တိသာသနာတော်ကြီးကထွန်းကားနေတယ်လို့ပြောလို့ရမကွယ်ဘူးเนาะအဲ့ဒါလို့မကွယ်အောင်ဝိုင်းဝန်းပြီးတော့ဆောင်ရွက်ကြမိမိတို့ကိုယ်တိုင်လည်းပဲတတ်နိုင်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြက်မှတ်ထားတဲ့နဲ့ပေါ့မိမိတို့ရဲ့မိသားစုထဲမှာလည်းပဲတစ်လုံးရရနှလုံးရရသင်ပြတဲ့နာပေါ့ပိဋကတ်သုံးပုံလို့တတ်မှအတတ်လို့ပြောတာမဟုတ်ဘူးအဲ့ဒါလို့မြတ်စွာဘုရားတရားတော်တွေကိုလူတကာတွေကအစမိမိတို့ကိုယ်တိုင်တချို့ဟာနှုတ်တဲ့ဆောင်ရမြတ်စွာဘုရားလက်ထက်တုန်းကဆိုလို့ရှိရင်ဝါတွင်းကာလမြတ်စွာဘုရားခရီးမသွားရဘူးလို့ခရီးသွားရင်အဘသိမယ်ပြညတ်ထားတာချွင်းချက်တစ်ခုကပါလဲလို့ဆိုရင်တခါတဦးကသတင်းပို့တယ်တဲ့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုသူနှုတ်တဲ့ရတယ်အရှင်ဘုရားတပည့်တော်မမေ့ခင်ဒီသုတ်တန်လေးတပည့်တော်စီလာသင်လှဲ့ပါတပည့်တော်ကိုဟောသွားတဲ့သုတ်တန်လေးတပည့်တော်ရထားတာရှိတယ်ဘုရားကိုယ်တိုင်ဟောသွားတာအဲ့ဒါလေးကိုလာသင်ပါလို့ဆိုရင်ယဟန်ကဝါရင်းပဲသွားသင်ရမယ်တဲ့အဲ့ဒါဘလောက်အရေးကြီးတယ်လဲဆိုတာစဉ်းစားကြည့်လေဘုရားကလည်းပဲသူကြုံကြိုက်တဲ့ပုဂ္ဂိုလ်တွေကိုဟောတာပဲလေတရားဆိုတာပြီးတော့မှလိုက်စုရတာ哦အဲ့တော့ကြုံကြိုက်တဲ့ပုဂ္ဂိုလ်တွေဟောသွားတာဆိုတော့တခါတလေဘုရားဟောတဲ့တရားဟာတယောက်တည်းဟောတာလည်းပါတယ်လေဥပမာမင်္ဂလာတုတ်ကြည့်ပါလားညကနတ်သားတယောက်လာမေးတာတယောက်တည်းဟောတာပဲဘယ်သူမှသိတာမှမဟုတ်တာဘယ်သူမှသိတာမှမဟုတ်တပည့်ဆက်ကြာဆိုပိဿဝဂ္ဂိ9ဦးပဲသိတာလေလူသားတွေကသူတို့9ဦးပဲသိတာပဲကြံတဲ့ပုဂ္ဂိုလ်တွေကသိမှမသိတာအဲ့ဒါလို့တဦးတည်းဟောသွားတဲ့သုတ်တန်တွေနှစ်ဦးတည်းဟောသွားတဲ့သုတ်တန်တွေဒါမျိုးတွေရှိအဲ့ဒါတွေကိုတပည့်တော်မမေ့ခင်အရှင်ဘုရားလာသင်ပါဆိုသွားသင်ရမယ်တဲ့မြတ်စွာဘုရားဝါကျိုးတာတွေပါကြည့်မနေနဲ့သွားသင်လို့ဆိုခွင့်ပြုချက်ပေးတယ်အဲ့တော့ပရိယတ္တိဟာဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒါလို့ဒီကနေ့ပရိယတ္တိမပြောက်ပြက်အောင်ဝိုင်းဝန်းဆော့ရှော့ပြီးတော့လုပ်နေတာမှန်ကန်တဲ့လုပ်ရလို့ဒီလိုပြောဟုတ်ပြီနောက်ဆုံးကြရင်မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေလုံးဝပျောက်ကွယ်သွားတဲ့အနေအထားမျိုးရောက်သွားလိမ့်မယ်တဲ့အဲ့ဒါကြတော့တတိယအဆင့်နေနဲ့သာသနာပရိယတ္တိသာသနာကွယ်သွားပြီလို့ဆိုတာတွေနဲ့ကျန်တာတွေကလောက်အသုံးမဝင်တော့ဘူးလေပရိယတ္တိမကွယ်သေးသမျှကာလပတ်လုံးပฏิပတ်တိရှိမယ်ပฏิပတ်တိရှိနေသမျှကာလပတ်လုံးပฏิဝေဒလို့ခေါ်တဲ့အဓိကမရှိနေအောင်မယ်သာသနာဟာထွန်းကားနေအောင်မယ်လို့ဒီလိုဆိုတာနောက်တစ်ခါလိင်ကရဟန်းအသွင်တဏ္ဍာကွယ်တယ်ဆိုတာလဲဒါကရဟန်းတော်တွေအနေနဲ့တစ်ဖက်သက်ပြောတဲ့စကားအရေးကြီးဆုံးကတော့ဒီ၃ခုကအရေးကြီးတယ်နော်အဓိကမယေပရိပတ်တိယေပရိယတ္တိယေဒါအရေးကြီးတယ်နောက်ဆုံးမှာလိင်ကအန္တရာဒါနဆိုတာရဟန်းဘဝနေကြတဲ့ပုဂ္ဂိုလ်တွေကဒီသင်္ကန်းကြီးဒီအယောင်ကြီးတွေရှုပ်ပါတယ်ဆိုပြီးတော့ဆေးမဆိုးတော့ပဲနဲ့တခြားအယောင်တွေဝတ်လာတယ်ခုနကဂျပန်ဘုန်းကြီးလိုလူဝတ်လူစားတွေဝတ်လာပြီဆိုလို့ရှိရင်တော့နောက်ဆုံးဟာအသွင်သဏ္ဍာန်ပျောက်သွားတယ်ရသော်ဘုရားဟောထားတဲ့ဒီဒက္ခိဏဝိပင်္ဂသုတ်တံမှာကုတ္တရဘူကာတဝတံခန္ဓာဆိုတာလေပင်ကိုသင်္ကန်းစပတ်ထားတဲ့ပုဂ္ဂိုလ်တွေလက်ကိုသင်္ကန်းစပတ်ထားပြီးဘုန်းကြီးဆိုတဲ့သင်္ကေတလေးလောက်ရှိတော့တဲ့ပုဂ္ဂိုလ်မျိုးတွေတောင်မှပဲအဲ့ဒီပုဂ္ဂိုလ်တွေသာရှိတဲ့ခေတ်မျိုးတောင်တန်ခါကိုရည်စူးပြီးတော့လှူရင်အနန္တအပမေယအကျိုးကျေးဇူးရှိသေးတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်တန်ခါကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရသေးတယ်လို့ဆိုတာနော်အဲ့ဒီပုဂ္ဂိုလ်တွေဟာတဖြည်းဖြည်းနဲ့တန်ခါရဲ့အသွင်သဏ္ဍာန်နောက်ဆုံးကြတော့လုံးဝပျောက်သွားပြီခုနဂျပန်ဘုန်းကြီးလို့အိမ်တော်တွေပြုတ်ပြီးတော့လုံးဝပျောက်သွားပြီဆိုရင်တော့ဒါလိင်ကအန္တရာဌာနလို့ခေါ်တယ်
ဘုန်းကြီးဆိုတာမရှိတော့ဘူးဟောတချို့နေရာတွေပျောက်သွားပြီလေဘုန်းကြီးမရှိတော့အိန္ဒိယနိုင်ငံအဲ့ဒီလိုနီးနဲ့ဒေသအလိုက်ဘုန်းကြီးတွေပျောက်သွားလို့ဘုရားဘာသာတွေမရှိတော့ဘူးမဟုတ်ဘူးရှိတယ်ဘုရားဘာသာတွေသို့တော့ဘုန်းကြီးမရှိတော့တဲ့အတွက်ကြောင့်သာသနာဟာကွယ်သွားတာပေါ့ဒီလိုဖြစ်တာအဲ့တော့လိင်္ဂအန္တရဒါနကွယ်ပတ်သွားပြီဆိုတဲ့အခါမှာလုံးဝကွယ်သွားတဲ့အနေအထားမျိုးတစ်ခုရှိတယ်ရောက်သွားတယ်နောက်ဆုံးဓာတုအန္တရဒါနဓာတ်တော်တွေကွယ်မယ်ဆိုတာကြတော့ဒါနောက်ဆုံးအဆင့်ပဲမြတ်စွာဘုရားရဲ့ဓာတ်တော်မူတော်တွေဆိုတာအလဟတပျောက်ပြက်သွားတာမရှိဘူးဘယ်တော့မှမပျောက်ဘူးဒီဓာတ်တော်တွေဟာနောက်ဘုရားလက်ထက်ထိအောင်လည်းဘယ်တော့မှမရှိဘူးနော်ဒီဓာတ်တော်လေးတဆူရှိနေသမျှကာလပတ်လုံးနောက်ဘုရားလည်းပွင့်အောင်မှမဟုတ်ဘူးဘုရားတဆူရဲ့ခေတ်ဟာနောက်ဆုံးဓာတ်တော်ချုပ်ငိမ့်တဲ့အဆင့်နဲ့သတ်မှတ်ထားတာဓာတ်တော်မူတော်တဆူရှိနေသေးရင်ဘုရားသာသနာရှိနေသေးတယ်လို့ဆိုရတယ်ဒါကြောင့်မို့နောက်ဆုံးနေ့ရောက်တဲ့အခါကျတော့ဓာတ်တော်မူတော်တွေဟာဒီမြန်မာနိုင်ငံကစာမှုတွေထဲမှာရှိသမျှဓာတ်တော်တွေဟာပထမသီရိလင်္ကာနိုင်ငံအနုရာဓပူရမြို့ကမဟာစေတီမှာသွားစုမယ်အဲ့ဒီကနေပြီးတော့နာဂဒီပသီရိလင်္ကာနောက်ပိုင်းမှာနာဂဒီပကျွန်းရှိတယ်အဲ့ဒီနာဂဒီပကျွန်းကရာဇာယနစေတီကိုသွားစုမယ်ဒီလိုဆိုတယ်ပြီးတဲ့အခါကျတော့ဗုဒ္ဓဂယာမြတ်စွာဘုရားပွင့်တော်မူတဲ့နေရာကိုဓာတ်တော်တွေဗြဟ္မပြေကရှိတဲ့ဓာတ်တော်နော်တာဝရိန္ဒနတ်ပြည်မှာနတ်ပြည်တွေမှာရှိတဲ့ဓာတ်တော်တွေကဘာရရမှာရှိကြတဲ့ဓာတ်တော်တွေအားလုံးဟာဗုဒ္ဓဂယာမှာစုဝေးကြလိမ့်မယ်တဲ့စုဝေးပြီးတဲ့အခါမှာအဲ့ဒီဓာတ်တော်တွေအကုန်စုံသွားတဲ့အခါမြတ်စွာဘုရားရဲ့ပုံပန်းတရံပြန်ပြီးတော့ဖန်ဆင်းကြလိမ့်မယ်ဓာတ်တော်တွေကအဲ့ဒီဖန်ဆင်းပြီးတဲ့အခါလူတွေတော့အဲ့ဒီပွဲကိုမသိနိုင်တော့ပေါ့တကုဗျာရိယာတွေပြမယ်တဲ့မြတ်စွာဘုရားတကုဗျာရိယာတွေရေမိတ်အစုံတကုဗျာရိယာပြတယ်လို့အဲ့ဒီဓာတ်တော်တွေကဘုရားရဲ့အသွင်တရံဖန်ဆင်းပြီးတော့တကုဗျာရိယာတွေပြပြီးနောက်ဆုံးမှာအဲ့ဒီဓာတ်တော်လေးတဆူကစပြီးနော်တေဇောဓာတ်လောင်သွားပြီးပြာထိအောင်ဘာမှမကြံတော့ဘဲနဲ့လုံးဝပျောက်ကွယ်သွားလိမ့်မယ်အဲ့ဒီအချိန်မှာနတ်တေသာအဲ့ဒီပွဲကိုတက်ရောက်ပြီးတော့တရားနာခွင့်ရလိမ့်မယ်ဖူးတွေ့ခွင့်ရလိမ့်မယ်လူတွေတော့မရဘူးလို့ဒီလိုဆိုတယ်ခေတ်ကြီးဟာဘလောက်ပျက်စီးသွားမယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီလိုဓာတ်တော်တွေနောက်ဆုံးဘုရားဂယာဒေသမှာအားလုံးချုပ်ငိမ့်သွားပြီဆိုတဲ့အခါမှာနတ်တွေပြမာတွေဟာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့နေ့ကငိုကြွေးတယ်လို့အဲ့ဒီနေ့မှာတောကတွေဖြစ်ပြီးငိုကြွေးကြပြီးတော့အေးဒီဘုရားသာသနာတော့လုံးဝချုပ်ငိမ့်သွားပြီနောက်ဘုရားသာသနာပဲမျှော်ချဆိုတဲ့အနေနဲ့နောက်ဘုရားကိုပဲမျှော်လင့်ကြရတော့တဲ့အနေထားမျိုးဒီဘုရားရဲ့လက်ဆလက်နတွေအဆုံးသတ်သွားတာဓာတုအန္တရဌာနလို့ခေါ်တယ်တဲ့အဲ့ဒါလို့သာသနာတော်ဟာပထမအဆင့်အနေနဲ့အဓိကမဆိုတဲ့တရားဓုတရားမြတ်တွေကွယ်မယ်ဒုတိယအဆင့်အနေနဲ့ကကျင့်စဉ်တွေကွယ်မယ်တတိယအဆင့်အနေနဲ့ကမြတ်စွာဘုရားဟောကြားတဲ့ပိဋကတ်သုံးပုံကွယ်မယ်စတုထအဆင့်ကြတော့စာပေကျမ်းကနေမရှိတဲ့နောက်ယဟန်တွေရဲ့အသွင်သဏ္ဍာန်ရှိနေသေးတော့လဲနောက်ဆုံးမှာယဟန်တန်ဃာဆိုတဲ့အသွင်သဏ္ဍာန်ပျောက်ကွယ်သွားလိမ့်မယ်ပိစမအဆင့်ရောက်တဲ့အခါမြတ်စွာဘုရားရဲ့ဓာတ်တော်မူတော်တွေဟာပြိဋိဘံဆံပြီးတော့ပျောက်ကွယ်သွားလိမ့်မယ်ဓာတုအန္တရဌာနအဲ့ဒီလိုသာသနာကွယ်ပခြင်းဟာအခုလိုအဆင့်၅ဆင့်ဖြင့်ကွယ်ပမယ်ဆိုတာကိုအန္တရငါဒါန၅မျိုးဆိုပြီးတော့အင်္ဂုတ္တရအထက်ကရာမှာရှင်းပြထားတာကိုတွေ့ရှိနိုင်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒီထဲမှာမကွယ်ပတ်အောင်အရေးကြီးဆုံးကဘာလဲလို့ဆိုရင်ပရိယတ္တိပဲဖြစ်တယ်ပေါ့ပရိယတ္တိကိုအမြဲတမ်းရှင်သန်နေအောင်ဆောင်ရွက်လုပ်ကင်ခြင်းအပြင်ကြံတဲ့ကွယ်ပတ်မှုတွေကိုဟန်တာနိုင်တယ်သာသနာအတွန့်ရှိအောင်ဆောင်ရွက်နိုင်တယ်ဆိုတာအလုံးဘုရားဘာသာဝင်သူတော်စင်တွေနိုင်ယူမှတ်သားချပြီးတော့ဘုရားမြတ်စွာရဲ့သာသနာတော်အရှိတည်ထန့်ပြန့်ပွားအောင်ပရိယတ္တိတရားရှင်သန်နေအောင်
ကြိုးစားဆောင်ရွက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခတကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြူပါဝင်ငွေလမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစီတင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြတ်จิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခတကလေးအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း